ဒီနေ့အတွက်ကျွန်တော်လုပ်ပေးခြင်းတဲ့ review လေးကတော့ SMSA ကနောက်ဆုံးထွက်ရှိခဲ့တဲ့ PL200T ဆိုတဲ့ CD transport digital transport စက်ကလေးပဲဖြစ်ပါတယ် CD transport ဆိုတဲ့သဘောကတော့သူက analog အထွက်မပါဘူး digital အထွက်သာပါရှိမှာဖြစ်ပါတယ်သူ့မှာပါတဲ့ digital အထွက်ကတော့AES ဆိုတဲ့ balance digital အထွက်ပါမယ်ပြီးလို့ရှိရင် I2S နဲ့ coaxial နဲ့ optical နဲ့ digital အထွက်၄ပေါက်ပါမယ်အဲ့ဒါကိုကိုကအပြင်က DAC တွေနဲ့တွဲပြီးတော့အခွေထဲကနေ digital signal တွေကိုထုတ်ယူပြီးတော့ DAC ထဲကိုလွှဲပြောင်းဖို့တာဝန်ယူထားတဲ့စက်ကလေးဖြစ်ပါတယ် USB ဒီလည်းထိုနည်း၎င်းပါပဲကိုယ့်ရဲ့ computer တွေကိုယ့်ရဲ့ music server တွေစသည်အပြင်တွဲမယ်ဆိုရင်သူနဲ့တွဲပြီးတော့ထုတ်လို့ရတယ်ဒါပေမဲ့သူဒီဟာလား USB မှာ DSD ရတယ်လို့ပြောထားတော့ညာလဲDSD ကကျွန်တော်ရဲ့ Sony ဒီ network attached music server ကနေပြီးတော့ direct ဖွင့်ကြည့်တဲ့အချိန်မှာတော့DSD file ကအတန်မထွက်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့ဒီအထဲမှာ software အနေနဲ့ hardware အနေနဲ့ update လုပ်ဖို့လိုမယ်လို့လည်းထင်ပါတယ်ဒါကတော့ကျွန်တော်က review အနေနဲ့ကျွန်တော်ကပြောပြတာ DSD file အနေနဲ့ကတော့ကျွန်တော်စမ်းသပ်တာတော့လောလောဆယ်အဆင်မပြေဘူးဒါပေမဲ့ MQA တွေ CD တွေစမ်းသပ်တာအဆင်ပြေတယ် hybrid super audio CD တွေစမ်းသပ်တာအဆင်ပြေတယ် hybrid super audio CD ဆိုရင်တော့သူကအထက်နှစ်ထပ်အလွှာနှလွှာပါတဲ့အတွက်သူကရိုးရိုး CD ဒီ Redbook လို့ခေါ်တဲ့ရိုးရိုး CD အလွှာကိုပဲသူကဖတ်သွားမှာဖြစ်တယ်အဲ့လိုမျိုးဖတ်တဲ့အခါမှာသူ့ရဲ့ lens နဲ့ဖတ်နိုင်တဲ့စွမ်းအားကအရန်ကောင်းတယ်ဘာအခွေပဲဖြစ်ဖြစ်CDR အခွေကိုလည်းသူကဖတ်တယ်ပေါ့နော် Hi-Fi မှာတော့ဒါမျိုးဆက်ကောင်းကောင်းဆိုတာကဈေးကြီးတယ်ပေါ့နော် transport တွေဟလာ J's audio တို့ဘာလို့ဆိုရင်ဒီ transport တစ်လုံးထောင်နဲ့ချီပြီးတော့ဒေါ်လာမှာရောင်းနေတဲ့ set တွေရှိပါတယ်ဒါလေးကတော့ဒေါ်လာ900နဲ့ရောင်းတယ် digital အထွက်၄ပေါက်ပါတယ် USB digital အဝင်ပေါက်ပါတယ်ပြီးတော့ power supply ကသူက USB ကနေလည်းသုံးလို့ရတယ်လို့ 5V power supply အနေနဲ့လည်း external power supply နဲ့လည်းသုံးလို့ရတယ်ပြီးတော့ရိုး power ကြိုးဒီနိုင်ရန်တွေတွဲတဲ့ကြိုးနဲ့လည်း AC ရိုး power နဲ့လည်းသုံးလို့ရတယ်ပေါ့နော်သူက flexible ဖြစ်အောင်လုပ်ထားတယ်အဲ့တော့သူ့ကိုစမ်းသပ်တဲ့အချိန်မှာကျွန်တော်မျိုးစုံစမ်းတယ်ဆက်ကိုဟလာမြောက်ကြည့်တယ်ရမ်းကြည့်တယ်ခါကြည့်တယ်လှုပ်ကြည့်တယ်အရှိအနောက်လှုပ်ကြည့်တယ်မျိုးစုံလှုပ်ကြည့်တယ်သူကလုံးဝ CD ခွေဂျက်နာတွေ skip ဖြစ်တာတွေအတန်ရက်သွားတယ်လုံးဝမဖြစ်ဘူးအတန်ကဘယ်အချိန်မှာရက်သွားလဲ CD ကဘယ်အချိန်မှာ skip ဖြစ်သွားလဲဆိုတော့ကျွန်တော်ဘုံဆိုဒီစင်ပေါ်မှာကျွန်တော်ပြစ်ချလိုက်တဲ့အချိန်မှာအတန်ကရက်သွားအဲ့ဒီအချိန်ကဒါကတော့ဘယ်ဆက်မဆိုဘယ် CD ဆက်မဆိုဖြစ်မှာပဲပေါ့နော်ဒါပေမဲ့လှုပ်နေရမ်းနေခါနေတဲ့အချိန်မှာတော့သူကတကယ်ကိုကောင်းမွန်ပြီးတော့အတန်လုံးဝ skip မဖြစ်ဘူးမရက်တဲ့ဆက်ကလေးဖြစ်တဲ့အတွက်ကိုက CD transport ကောင်းဟလာကိုမှ CD တွေအများကြီးရှိတယ်ဆိုတဲ့လူတွေအတွက်ကတော့ဒီဆက်ကလေးကသုံးသင့်တဲ့ဆက်ကလေးဖြစ်တဲ့အတွက်ကျွန်တော်ကညွှန်ပေးခြင်းတာလေးပါအဲ့တော့ဒီဆက်ကလေးကိုထုတ်လုပ်တာကတော့ SMS audio ဖြစ်ပြီးတော့သူ့မှာပါလာတဲ့ feature တွေကတော်တော်စုံတယ်ပေါ့နော်နောက်တစ်ခုသူ့မှာပါလာတာကအပြင်ကနေပြီးတော့10 MHz ရှိတဲ့ clock ကို external clock ကို digital clock ပေါ့နော် digital timing ကိုပြန်စီပေးတဲ့ clock ကိုတတ်သုံးခြင်းလဲသူ့မှာသုံးလို့ရတယ် menu ထဲကိုသွားမယ်ဆိုရင်တော့ဒီ main clock လေးကိုဖိလိုက်ပါဒီမှာအဝင်ကို input တွေကိုရွေးလို့ရတယ် CD နဲ့ USB နဲ့ဒါ clock ဒါ internet အပြင်က clock တွေကိုသုံးခြင်းဒီမှာရွေးလို့ရပါတယ်လောလောဆယ် internet ပဲသုံးပါမယ် clock load ဒါ50 ohm သုံးမလား75 ohm သုံးမလားကိုသုံးတဲ့ clock ပေါ်မှာမူတည်ပြီး I2S ကို normal နဲ့ reverse နဲ့ပြီးတော့ဒီမှာက I2S clock ratio ပေါ့နော်ဒါ ratio ကိုပြောင်းလို့ရတယ်ပြီးတော့ MQA CD အသုံးပြုမလားဆိုရင် on မသုံးဆိုရင် off လုပ်ထားလို့ရပါတယ်ပြီးတော့ဒါကတော့ဒီ dimmer တို့ဘာလို့ပေါ့နော် display ပြီးတော့အမှောင်အလင်းပေါ့နော်ဒါလေးတွေသုံးလို့ရပါတယ်ပြီးတော့ factory reset သူထဲကပြန်ထွက်ချင်တယ်ဆိုရင်တော့ဒါဆိုရင်ထွက်သွားပါပြီဒီခလုတ်လေးတွေကလည်း piano style ခလုတ်ကလေးတွေဖြစ်ပါတယ်သုံးရတာအင်မတန်မှလွယ်ကူပါတယ်တိဆောက်ဖွဲ့စည်းထားတာရောင်စေစွမ်းဆောင်ရည်မှုဘာမှပြောစရာမရှိဘူးကိုယ့်ရဲ့ deck ကကောင်းရင်ကောင်းတယ်လို့အတန်အတွက်ကကောင်းတော့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်တွဲထားတာကတော့ tube hybrid deck ဖြစ်တဲ့ X2R TA32 ဆိုတဲ့ deck လေးနဲ့ကျွန်တော်တွဲပြီးတော့နားထောင်ပြီးတော့ဒီမှာလဲအတန်နမူနာကိုဒီ deck လေးနဲ့တွဲပြီးတော့ tube hybrid ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ Arcuface E4000 နဲ့တွဲပြီးတော့ဖွင့်ပြထားမှာဖြစ်ပါတယ်အတန်အတွက်အနေနဲ့ကတော့ကိုယ့်ရဲ့ deck
ကောင်းရင်ကောင်းတယ်လို့သူကအတန်ကိုပြန်လဲထုတ်ပေးနိုင်မှာဖြစ်ပါတယ်ဒီဆက်ကလေးရဲ့စွမ်းဆောင်ရည်မှုကတော့အခွေတွေအကုန်လုံးကိုဟလာကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ဖတ်ပေးပြီးတော့အတန်ပြန်လဲထွက်အောင် transport အနေနဲ့သုံးဖို့အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒါက hi-fi တကယ် crazy တွေက CD transport ပဲဝယ်ပြီးတော့အပြင်က deck တွေကိုသူတို့တတ်ခွဲသုံးတယ်ဘာကြောင့်လဲဆိုတော့ပိုကောင်းတဲ့ deck တွေကိုသုံးကျင်တာကြောင့်အဲ့လိုမျိုးသုံးတာဖြစ်ပါတယ်အဲ့တော့ဒါမျိုးဆက်ကလေးကအဲ့လို crazy အရန် crazy ဖြစ်တဲ့လူတွေအတွက်ကတော့အရန်သုံးသင့်တဲ့တင့်တော်တဲ့ဆက်လေးဖြစ်လို့ကျွန်တော်ကပြောပြပေးခြင်းပါတယ် Mona Lisa, men have named you. You're so like the lady with the mystic smile. Is it only 'cause you're lonely they have blamed you for that Mona Lisa? Strangeness in her smile. Do you smile to tempt a lover, Mona Lisa? Or is this your way to hide a broken heart? Many dreams have been brought to your doorstep. They just lie there and they die there. Are you warm? Are you real, Mona Lisa? Or just a cold and lonely, lovely work of art? Many dreams have been brought to your doorstep. They just lie there and they die there. Are you warm? Are you real, Mona Lisa? Or just a cold and lonely, lovely work of art? Are you warm? Are you real, Mona Lisa? Or just a cold and lonely, lovely work of art?